အလုပ်တစ်ခုလုပ်ဖို့အတွက်ကိုနေရွှေ့ညာရွှေ့နဲ့အကြောင်းပြချက်တွေတအားများနေတဲ့လူတယောက်အတွက်အဲ့ဒီအကြောင်းပြချက်တွေရဲ့ကိုယ်ပြန်ပြီးတော့အကြောင်းပြသွားလိမ့်မယ်အဲ့ဒီအကြောင်းပြချက်တွေကခမ ्या မလိုချင်တဲ့အခြေအနေမျိုးတွေခမ ्या မလိုချင်တဲ့ရလဒ်တွေခမ ्या မလိုချင်တဲ့နာကျင်မှုတွေကိုပဲထပ်ဖန်တလဲလဲသူကအကြောင်းတွေပြန်ပြနေလိမ့်မယ်အဲ့တော့ခမ ्या အဲ့ဒီအကြောင်းပြချက်တွေနဲ့အတူတူနေမလားဒါမှမဟုတ်ခမ ्या ကိုယ်တိုင်ကအဲ့ဒီအကြောင်းပြချက်တွေမဟုတ်ကြောင်းတတ်သိပြချက်တစ်ခုအနေနဲ့နေမလားခမ ्या မှာအဲ့ဒီရွေးချယ်မှုဆိုတဲ့စွမ်းအားတစ်ခုက100ရာခိုင်နှုန်းခမ ्या မှာရှိတယ်အကြောင်းပြချက်တွေဖြည့်ဆည်းပြီးတော့ကိုမလိုချင်တဲ့ရလဒ်ကိုရွေးမလားခမ ्या လိုချင်တဲ့ရလဒ်တွေရအောင်ယူပါဒါတော့ခမ ्या အပေါ်မှာပဲမူတည်တယ်ကျင်းနေတာတစ်ခုကတော့ခမ ्या ရွေးချယ်တဲ့ရွေးချယ်မှုအတိုင်းပဲရလဒ်တွေကအဲ့ဒီတိုင်းထွက်လာပါလိမ့်မယ်တစ်ချိန်တည်းမှာပဲကျွန်တော်အနေနဲ့လာမယ့် April 20ရက်နေ့တနင်္ဂနွေနေ့မှာအခမဲ့6 setting training လေးတစ်ခုလုပ်ပေးဖို့ရှိပါတယ်ခမ ्या အနေနဲ့ကိုပြန်လဲရှာဖွေခြင်းနဲ့ကိုယ့်ရဲ့6 setting ကိုပြန်ပြီးတော့ချခြင်းနဲ့ကိုရှေ့ဆက်ရှောက်ဖို့အတွက်လိုအပ်နေတဲ့ energy တွေခွန်အားတွေလိုအပ်နေတယ်ဆိုရင်ကျွန်တော်လုပ်ပေးမယ့်6 setting training လေးကိုလာခဲ့ဖို့ဖိတ်ခေါ်ခြင်းပါတယ်ဒီ training ကနေခမ ्या အတွက်ရှေ့ဆက်ဖို့အတွက်တစ်ခုမှတစ်ခုတော့ရသွားမယ်ဆိုတာကျင်းသေးတယ်လို့ကျွန်တော်အနေနဲ့အာမခံပြီးတော့ပြောချင်ပါတယ်ကျွန်တော်နာမည်ကတော့ငိမ့်ချက်လင်းပါ trainer and coach ဖြစ်ပါတယ်